အပါပြောတဲ့ထမင်းငယ်ဇလံကိုရကဦးတမိန်တော်တို့ကလည်းတေချာပြောပြခဲ့တယ်ကိုမိမကိုချစ်လို့အင်တာနက်ပေးမတော့တာကောင်းတယ်မိမကမထီမြင့်မြင့်ပြူရင်အဖေကိုပြောကိုနိုင်ဆုံးမမဲ့လို့ပေါ့ ဦးမိမကိုဆိုရင်ရောပေးတော့မယ် ဟိုပေးတော့တာပေါ့ဖုံးဆက်လို့တော့ဝယ်ပေးအောင်မှာသူကကောင်လေးတွေနဲ့လုံးဝစကားပြောမှာမဟုတ်ဘူးဦးသိတည်တာပေါ့ ရှင်မိုးရိုးပြီးရှောက်မပြောနေနဲ့စမ်း ကိုမိမကောင်တော့ကိုပြောတာပဲဘာဖြစ်လို့တော့ပြီးတော့ပြောပြရအောင်မယ်မင်းရငယ်ထားရင်ထမင်းငယ်ရတယ်တဲ့ ဟုတ်လို့လားဘလို့ကြီးတော့ ဒီလိုတွေကွာယောက်ျားဖြစ်သူခီးပြန်လာတယ်ဆိုပါစို့အေးရောက်တော့မိမကလည်းမယင်ငယ်စီကထမင်းစာပြန်လာတဲ့တင်းနဲ့ချမ်းမထားဘူးမယင်ငယ်ကလည်းဒီမိမစီကစားရတဲ့တင်းချမ်းမထားဘူးကြားတဲ့ကယောက်ျားဖြစ်သူပဲငယ်ရတော့ပေါ့ကွာ တော်ပါတော့ရှင်မိုးယူပြီးတော့မရငယ်မရကြီးအကြောင်းတွေပြောနေမှစားကို့ထမင်းကိုမျိုးစိုးစမ်းပါဟေးရှင့်ပါရဲ့ရှင်မရငယ်မရကြီးတွေထထကျုပ်ကတော့တိတာနဲ့စက်ပေါင်းမနေဝေးရသွားမှာတကယ်ဟာကျမတို့ကလေးအိတ်ဝပြင်ချိန်စီပြီအေးပြီဒီခန်းမှာအမညောင်းတဲ့သူအိတ်ချီလိုရရှိအမေကိုလှမ်းပြောလိုက်နော် ဟုတ်ကဲ့မေ A few minutes later အဖေဘာလုပ်နေတာလဲ အိမ်နေတာလေပင်မထားတော့အိမ်ငိုက်တယ် ဟာအဖေအိမ်မှာဧည့်သည်အများကြီးကိုထားခဲ့ပြီးအိတ်စိတ်အိတ်တော့မလို့လားဖေရတယ်ဖေကမူယူချင်ကြပြောချင်ရပြောခဲ့ပြီးခက်တီတီဝင်ရတယ်